ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်အခု2025မှာလွယ်ကူဆုံး Facebook ကောက်တဲ့ဖွင့်မဖွင့်နည်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာရှိရဒီ Facebook software တွေကိုတစ်ချက်သွားလိုက်မယ်ပေါ့နော် Facebook software တွေကိုတစ်ချက်အရင်ဆုံးရင်သွားလိုက်မယ်ကျွန်တော်ခဏလေးစောင့်လိုက်ပါနော် Facebook software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာဆိုရင်ကိုအကောင့်လုံးဝင်ထားတဲ့အကောင့်တွေရှိမယ်ပေါ့နော်ကျွန်တော်တို့ကတော့အကောင့်တစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ create new account ဆိုတာလေးကိုနှိပ်ပြီးရှေ့ဆက်သွားမယ်ပေါ့နော်အကယ်၍မိတ်ဆွေကဟိုအရင်အကောင့်အဟောင်းပါညာဝင်ထားရဆိုရင် log လုပ်လိုက်ပေါ့နော် log လုပ်ပြီးကျွန်တော်ဒီcreate new account ဆိုတာလေးကိုနှိပ်ပြီးရှေ့ဆက်သွားလိုက်ပါမယ်ဗျအဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော် gas thread နဲ့ find my account ဆိုတာလေးရှိရပေါ့နော်ကျွန်တော်တို့ကအကောင့်တစ်ဖွင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်က gas thread ဆိုတဲ့အပြောင်ခေါ်လေးကိုနှိပ်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျအကယ်၍မိတ်ဆွေရဲ့ Facebook ကအဟောင်းပါညာကိုပြန်ရှာကျင်တာမျိုးလို့အကောင့်အဟောင်းကိုပြန်ယူမှာဆိုရင်တော့ဒီအောက်က find my account ကိုနှိပ်ရမှာပေါ့နော်ကျွန်တော်တို့ကဒီအကောင့်တစ်ဖွင့်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ် gas thread ဆိုတာလေးကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျပြီးပြီဆိုရင်တော့ first name နဲ့ last name ဆိုပြီးနှစ်နေရာရှိရပါတော့ကိုယ့်ရဲ့နာမည်ကိုကျွန်တော် first name နဲ့ last name ကိုအဆင်ပြေသလိုခွဲပြီးထည့်ပေးလိုက်ပါဥပမာအဖြစ်ကျွန်တော်ရဲလင်းအောင်ဆိုရင်ရဲလင်းကို first name မှာပေးပြီးတော့အောင်ကိုကျွန်တော်နောက်က last name မှာပေးလိုက်မယ်ပေါ့နော်ဒါကိုယ်စိတ်တိုင်းကြပေးပါပြီးပြီဆိုရင်ကျွန်တော်ကိုယ်စိတ်တိုင်းကြ name နေပေးပြီးဆိုရင်တော့ဒီ name ဆိုတာလေးကိုနှိပ်ပြီးတော့ရှေ့ကိုဆက်သွားပါမယ်ဗျပြီးပြီဆိုရင်ဒီနေရာမှာမိတ်ဆွေကဒီ birthday ပေါ့နော်မွေးနေ့ရွေးရမယ့်နေရာလေးပါမွေးနေ့ရွေးတဲ့အခါမျိုးမှာဒီအကောက်ပါညာလောမကြစေဖို့အတွက်အကောင်းဆုံးကတော့16နှစ်အထက်ဖြစ်တဲ့မွေးနေ့ကိုရွေးရပိုကောင်းပါတယ်ကိုယ့်အသက်က16နှစ်ကျော်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ဒီကိုယ့်ရဲ့မွေးနေ့မှန်မှန်ကန်ကန်ရွေးလိုက်တာပိုကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်အကြောင်းမျိုးကြောင့်ကျွန်တော်အကောက်တစ်ခုဖြစ်တဲ့အခါမျိုးမှာ ID card တွေပါရင်းနဲ့ဒီ recovery ပြန်လုပ်လို့ရတာမျိုးတွေလည်းရှိနိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုက16နှစ်အထက်ပြည်ပြီးသားဆိုရင်တော့ကိုယ့်ရဲ့မွေးနေ့အမှန်သုံးတာပိုကောင်းတယ်ကိုကအသက်ငယ်သေးဆိုရင်တော့ဒါမွေးနေ့တစ်ခုကို16နှစ်အထက်ဖြစ်မဲ့မွေးနေ့မျိုးထည့်ပေါ့နော်စိတ်တိုင်းကြဟာကိုယ့်ရဲ့အဆင်ပြေရမွေးနေ့ကိုထည့်လိုက်ပါဗျကျွန်တော်ကတော့ကျွန်တော်မွေးနေ့ကိုထည့်လိုက်မယ်ကိုယ်စိတ်တိုင်းကြမွေးနေ့ထည့်ပြီးပြီဆိုရင်ဒီအောက်မှာ cancel နဲ့ set ဆိုတာလေးရှိရပါတော့ကျွန်တော်အဲ့နေရာဒီ set ဆိုတာလေးကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ name ဆိုတဲ့အပြောင်ခလုတ်ကလေးရှိရပါတော့အဲ့လေးကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးရှေ့ဆက်သွားလိုက်ပါဗျဒီနေရာမှာကျွန်တော် female or male ရှိရပါတော့ကိုယ်ယောက်ျားလေးလားမိန်းကလေးလားကိုယ်စိတ်တိုင်းကြရွေးကျွန်တော်ကတော့ male ကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးပြီဆိုရင်တော့ကျွန်တော် name ကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဖုန်းနံပါတ်ပေါ့နော်ကိုကဖုန်းနံပါတ်နဲ့ဖွင့်မှာဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာဒီ mobile phone ဆိုတဲ့နေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုအရှိကနေ country code ခံပြီးတော့ဖြစ်ထည့်ရမှာဥပမာအဖြစ်ကျွန်တော်ကမြန်မာဖုန်းဆိုရင်အပေါင်း959ပေါ့နော်အဲ့တော့39ဖြုတ်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးတော့ဒီ nick ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ဒီပထမဦးဆုံးအနေနဲ့ Gmail ကိုသုံးပြီးရုံဆုံးဖွင့်ပြပေးမယ်ပေါ့နော်အလွယ်ကူဆုံးဒါကြောင့်ကျွန်တော်အောက်က sign up with email ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျအခုနောက်ပိုင်းမှာဒီ email နဲ့ Facebook ကောက်ဖွင့်image ကြီးတူတူပဲเนาะအဲ့ဒီ mail တွေနဲ့ကျွန်တော် Facebook ကောက်တဲ့ဖွင့်တဲ့အခါမျိုးမှာပေးမဖွင့်တာမျိုး error တက်တာမျိုးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ဆုံး Gmail နဲ့တော့အရင်ဖွင့်ကြည့်လိုက်မယ်မရတဲ့ဖုန်းနံပါတ်နဲ့ဖွင့်မယ်ပေါ့เนาะပြီးပြီဆိုရင်ကျွန်တော်ဒီအောက်က sign up with email ဆိုတာလေးကိုနှိပ်ပြီးသွားပြီဆိုရင်ဒီအပေါ်မှာ email ဆိုတာလေးရှိရပေါ့เนาะအဲ့နေရာမှာကိုယ့်ရဲ့အစင်သစ်လောက်ထားတဲ့ email ပေါ့เนาะ Facebook ကတခါမှမဖွင့်ဘူးသေးတဲ့ email ကိုထည့်ပေးလိုက်ပါဗျtasrin2015@gmail.com ပေါ့နော်ကိုယ်စိတ်တိုင်းကြမေးကိုထည့်လိုက်ပါပြီးပြီဆိုရင်ကျွန်တော် nick ကိုနှိပ်ပြီးရှေ့ဆက်သွားမှာပေါ့နော်ဒီနေရာမှာမိတ်ဆွေရဖုန်းနံပါတ်နဲ့ဖွင့်တဲ့သူဆိုရင်တော့ကျွန်တော်တို့ဒီအောက်က sign up with mobile number ဆိုတာလေးကိုနှိပ်ပြီးတော့ဖုန်းနံပါတ်ထည့်ရမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ကတော့ဒီ gmail ကိုသုံး Facebook ကိုဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ email ဆိုတဲ့နေရာမှာကိုယ့်ရဲ့ gmail email ကိုထည့်ပြီးရင် nick ဆိုတာလေးကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျပြီးပြီဆိုရင် password ပေါ့နော် password ကတော့ကိုယ်စင်ဒီနေရာမှာကျွန်တော်ဖုန်း screen record လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီ screen ကြီးကမဲကောင်းမဲနေရာမျိုးပါညာဖြစ်နိုင်ပါတယ်ဒီနေရာမှာ password ဆိုတဲ့နေရာမှာကျွန်တော်ဒီ password ပေးတဲ့အခါမျိုးမှာအကောင်းဆုံးကတော့ကျွန်တော်တို့ဘယ်လိုဟာမျိုးပါလဲဆိုရင်ဒီအင်္ဂလိပ်ABCD ကဏ္ဍကိုကျွန်တော်အကြီးရောသေးရောပြီးတော့ number ပေါ့နော်1 2 3 4ကဏ္ဍတွေလည်းပါရမယ် ABCD ကိုအကြီးရောသေးရောပါရမယ်ပြီးတော့ special character တွေဖြစ်တဲ့ဒီ head တို့ shed တို့စသဖြင့်အားလည်းပါရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့တော်တော်တချို့ကြတော့ကျွန်တော်တို့ဒီနာမည်ကြီးပေးလိုက်တာမျိုးတို့မွေးနေ့ကြီးပေးလိုက်တာမျိုးတို့ဖုန်းနံပါတ်ကြီးပေးလိုက်တာမျိုးအဲ့လိုမျိုးမလုပ်သင့်ဘူးပေါ့နော်ဒါအလွယ်တကူကိုယ့်ရဲ့အကောင့်ကိုသူများယူရတာတွေပဲဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောသလို password ကိုနည်းနည်းခက်လေးကိုမှတ်မိမဲ့ဟာလေးပေးပေါ့နော်ကိုယ်စင်ပြပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ကိုယ်စင်ပြတစ်ခုပေးလိုက်မယ်ကိုယ်စိတ်တိုင်းကြ password ပေးပြီးဆိုတော့ကျွန်တော် net ကိုနှိပ်ပြီးရှေ့ကိုဆက်သွားလိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီလိုမျိုးပေါ်လာရင်စိတ်ကိုသာနှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီအဆင့်ကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒါ Facebook ကပွင့်မပွင့်စောင့်ကြည့်ရမယ့်အဆင့်ကိုရောက်သွားပြီပေါ့နော်နောက်ဆုံးအဆင့်လို့ပြောလို့ရတယ်ကျွန်တော်ဒီ I agree ဆိုတာလေးကိုနှိပ်ပြီးရှေ့ကိုဆက်သွားမှာပါဗျ I agree ကိုနှိပ်ပြီးခဏစောင့်ပေးလိုက်ပါ I agree ကိုနှိပ်ပြီးတော့ကျွန်တော်ခဏစောင့်ပေးလိုက်မယ်ပေါ့နော်
ဒါဆိုရင်ကျွန်တော် Facebook ကောက်ဖွင့်တာအဆင်ပြေပါပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီနေရာမှာကိုကကိုယ့်ရဲ့ Facebook ကောက်ဖွင့် Facebook ကောက်မှာတင်မဲ့ဒီ profile ပါညာတခါတည်းအဆင်သင့်ရှိရဆိုရင်ဒီ add picture ဆိုတဲ့အပြောင်း clock လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲကပုံလေးကိုရွေးပြီးစိတ်တိုင်းကြပုံတင်လို့ရပါတယ်ကျွန်တော်ကတော့အစမ်းဖွင့်ပြဖြစ်တဲ့အတွက်ကြောင့်မတင်တော့ဘူးပေါ့နော် skip ကိုပဲနှိပ်လိုက်မယ်ဒါဆို Facebook ကအောင်မြင်စွာဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဗျ welcome to ကိုယ့်ရဲ့ name လေးနဲ့ပေါ့နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဒါမိတ်ဆွေရဲ့ဒီ phone contact ထဲမှာဖုန်းနံပါတ်ကိုရှိတဲ့ phone contact တွေကဒီ Facebook ကဖွင့်ထားတဲ့သူတွေပဲရှိရဆိုရင်ဒါကို suggestion တွေနဲ့လာပြပေးမှာပေါ့နော်ကျွန်တော်ကတော့မလုပ်ဘူးဒါကြောင့်မို့ not now ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီလိုမျိုးပေါ်လာ skip ဆိုတာလေးကိုနှိပ်ပေးလိုက်ပေါ့နော် not now ကျွန်တော် skip ကိုနှိပ်လိုက်မယ်နော်တခါကြရင်ဒီနေရာမှာ error လေးနည်းငယ်တက်ပြီးကြာအမျိုးလေးရှိကောင်းရှိနိုင်တယ်ဒီလိုမျိုးပြီးပြီဆိုရင်ကျွန်တော်နှိပ်ကိုပဲနှိပ်ပြီးရှေ့ဆက်သွားလိုက်မယ်ပေါ့နော်ဒီနေရာဖုန်းနံပါတ်ပါညာထည့်ခိုင်းတယ်ဒါကိုမှဖုန်းနံပါတ်ပါအဆင်သင့်ရှိရင်တော့ Facebook ကောက်တစ်ခါမှမဖွင့်ဘူးသေးတဲ့ဖုန်းနံပါတ်ရှိရင်တော့ထည့်ထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော် Gmail ဖုန်းနံပါတ်ကိုထည့်ထားတာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ skip ပဲလုပ်လိုက်တော့မယ်အဆန်ဖွင့်ပြရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဆိုရင်တော့ကျွန်တော် Facebook account တစ်ခုကိုအောင်မြင်စွာဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုဖွင့်ထားတဲ့နေကလေးတိုင်းမှာရဲလျအောင်ဆိုပြီးတော့ပေါ့နော်ဒါဆိုရင်ကျွန်တော် Facebook account တစ်ခုစိတ်တိုင်းကြအောင်မြင်စွာဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်Facebook ကမဖွင့်တတ်တဲ့မိတ်ဆွေတွေအတွက်ဗီဒီယိုလေးလုပ်ပြီးတင်ပေးခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီတိုင်းလေးလိုက်ဖွင့်ကြည့်ပါရပါတယ်ဗျဒါဒီနီလန်လေးကလွယ်ကူတယ်ဆိုပေမဲ့ဒါမဖွင့်တတ်တဲ့သူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတင်ပေးခြင်းပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းသူအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ